မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့မြန်မာမှာအကြမ်းဖက်ဖိနှိပ်မှုတွေမြင့်တက်လာကြောင်းကုလကိုယ်စားလှယ်တင်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေပိုပြီးမြင့်တက်လာကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာဒရန်အင်ဒရူကကုလသမဂ္ဂလူအခွင့်အရေးကောင်စီတန်အစီရင်ခံစာတင်ပြခဲ့ရလို့ဂျနီဗာကုလသမဂ္ဂယုံ UNOG ကမလ20ရက်နေ့မှာဖော်ပြပါတယ်။အစီရင်ခံစာအသစ်ကိုအခုသတင်းပတ်တွင်တင်ပြခဲ့ပြီးမြန်မာနိုင်ငံကပြည်သူတွေဟာ2025ခုနှစ်မှာအထူးစိန်ခေါ်မှု2ရက်နဲ့ကြုံတွေ့နေရကြောင်းဖော်ပြထားပါတယ်။အဲဒီစိန်ခေါ်မှုတွေကပြည်တွင်းမှာစစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေမြင့်တက်လာတဲ့နိုင်ငံတကာကထောက်ပံ့ကူညီမှုတွေရုတ်တရက်ရုတ်သိမ်းလိုက်တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုရွာတွေကိုလေကြောင်းတိုက်ခိုက်မှုဒေသခံတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအမျိုးသမီးနဲ့မိန်းကလေးငယ်တွေပေါ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပိုမြင့်တက်လာတယ်လို့ဖော်ပြပါတယ်။အရသာနေအိမ်တသိန်းကျော်ကိုစစ်ကောင်စီတပ်ကမိရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒီလိုချိန်မှာနိုင်ငံတကာအတိုင်းအဝိုင်းရဲ့ထောက်ပံ့ကူညီမှုကိုရုပ်သိမ်းလိုက်တာကမြန်မာပြည်တွင်လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကိုပိုဆိုးရွားသွားစေခဲ့ပြီးဒေသတည်ငြိမ်အေးချမ်းရေးပါချိန်ချမှုဖြစ်စေတယ်လို့ဆိုပါတယ်။ကုလလူအခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာနိုင်ငံတွင်လူ့ဂုဏ်သိက္ခာနဲ့လူအခွင့်အရေးကိုအခိုင်အမာကာကွယ်ပေးကြဖို့မစ္စတာဒရန်ဒရူရဲ့အစီရင်ခံစာမှာတိုက်တွန်းထားပါတယ်။ဒီအစီရင်ခံစာနဲ့ပတ်သက်လို့စစ်ကောင်စီသဘောထားကိုသိနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ဆက်လက်ပြီးမတရားရှိချမ်းကကြေးရွာအချို့ပုံကျဲခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမတရားမျိုးရဲ့အရှိချမ်းကကြေးရွာအချို့ကိုစစ်ကောင်စီလက်ထက်ကဂျက်တိုက်လင်းရင်နဲ့မလ19ရက်နေ့မနက်ပိုင်းကပုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသတွင်တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။မနေ့ကမနက်ပိုင်း10:35မိနစ်ကမတရားရှိချမ်းမှရှိတဲ့ကြောက်တတာဘိုကုန်းကျေးရွာတွေကိုပုံကျဲတိုက်ခိုက်တာပါ။တော်လိုင်းဖွဲ့တွေဘက်ကထိခိုက်တာမရှိဘူး9မိနစ်ခြားတခါ၄ချိန်ကျဲသွားတာလို့ဒေသတွင်တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်။ဒေသခံပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပါဘူးစစ်ကောင်စီတပ်ကမန္တလေး PDF ပါဝင်တော်လိုင်းအင်အားစုတွေတင်ယူထိန်းချုပ်ထားတဲ့မတရားရှိချမ်းကိုပြန်လည်ရယူဖို့အင်အားသုံးပြီးထိုးစစ်ဆင်နေတာပါလေကြောင်းတိုက်ခိုက်မှုပြင်မြေပြင်ကလည်းစစ်ကြောင်းထိုးလာတဲ့အတွက်မလ12ရက်နဲ့13ရက်ဒီမှာတော်လိုင်းအင်အားစုတွေနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်လက်ကောင်းကြီးစပယ်ဖြူမြို့စုကုန်းကြောင်မြောင်ဘူကုန်းကြောက်တရားစတဲ့ကျေးရွာဝင်းကျင်တွေမှာတိုက်ပွဲတွေဖြစ်ခဲ့တာပါတိုက်ပွဲတွေကြောင့်မတရားအရှိချမ်းရှိကျေးရွာပေါင်း40ခန်းကဒေသခံ6000ကျော်ကလွတ်ရကိုထွက်ပြေးတင်းရှောင်နေရပါတယ်။ဒီကြောင့်တိုက်ခိုက်မှုအပြင်မတရားမျိုးပေါ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီ18ရက်ကဆိုရင်ဘိုကုန်းရွာတဲ့လက်နက်ကြီးကြပြီးအမျိုးသမီးတအုပ်သေဆုံးခဲ့ရပါသေးတယ်။မတရားမျိုးနယ်တွေကိုပြီးခဲ့တဲ့နှစ်လယ်ပိုင်းကစတင်ခဲ့တဲ့ရှမ်းမန်းစစ်စင်ရေးတွင်မန္တလေး PDF ကထိုးဖောက်ဝင်ရောက်တိုက်ခိုက်ရမှာလေကြောင်းရန်ကာကွယ်ရေးတပ်စေတော်ကြီးရဲစခန်းအဖာပီလက်မြေစက်ရုံတပ်စခန်းပါဝင်ဒါဇင်နဲ့ကြီးတဲ့စစ်ကောင်စီတပ်ရဲစခန်းတွေကိုသိမ်းယူနိုင်ခဲ့တာပါ။ဆက်လက်ပြီးကဏီမျိုးဘောလုံးကွင်းနဲ့ဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီရဟတ်ရင်ကိုဒရုန်းဘုံးသီးနဲ့တိုက်ခိုက်ရရဟတ်ရင်မောင်းပြေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မအားလာအကြမ်းဖက်စစ်ကောင်စီတပ်အင်အား20ပါ MI-70 ရဟတ်ရင်ကိုကဏီမြို့မှာတက်ချင်းဖို့ဘောလုံးကွင်းအတွင်းစင်းချိန်ဒရုန်း2စီးနဲ့ပုံတိချတိုက်ခိုက်ခဲ့ရတက်မချင်းနိုင်ပင်ရဟတ်ရင်ကိုမောင်းပြေးသွားတယ်လို့ကြောက်လုံးကြီး PDF ကထုတ်ပြန်ပါတယ်။မလ19ရက်ညနေ9:00နာရီလောက်မှာမုံရွာမြို့အကြမ်းဖက်စစ်တပ်ရဲ့နာမခမှာတက်လာတဲ့အင်အား20ပါ MI-70 ရဟတ်ရင်ကကဏီမြို့ကိုတက်ချင်းဖို့ဘောလုံးကွင်းစင်းချိန်မှာ Viewer 45 KLG PDF drone ဖွဲ့က Face Ring drone 2စီးနဲ့ပုံတိချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒရုန်းပုံသီးများပောက်ကွဲမှုကြောင့်လေကကင်းဆောင်များထိခိုက်မှုရှိပြီးအသေးစိတ်ကိုတော့စုံစမ်းနေသေးပါတပ်တွင်သတင်းခုရနာမခတိုင်မှုဝက်ဘလူးမျိုးမင်းထွေးចောင်းသားဘဝကကဏီမျိုးအထကမှာပညာသင်ယူခဲ့ပြီးအဲ့ဒီတိုက်ခိုက်ခံရမှုကိုတောပွားနေရလို့ကြောင်လုံးကြီး PDF ကပြောပါတယ်ဒီလိုဗျူဟာ45 KLG PDF drone ဖွဲ့ကပုံသီးချတိုက်ခိုက်မှုကြောင့်ကဏီမျိုးမှာရှိတဲ့အကြမ်းဖက်ပုံမှု drone ပုံတွေကိုရဟတ်ရင်ပေါ်မတင်ဆောင်နိုင်ပဲပြန်တက်သွားတယ်လို့ကြောင်လုံးကြီး PDF ကထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဆက်လက်ပြီးနိုင်ငံတကာကယူကရိန်းအရေးမှသာအာရုံစိုက်နေတာကြောင့်မြန်မာအရှေ့ကိုအာဆီယံဥဆောင်ဖြည့်ရှင်ဖို့ NUG တိုက်တွန်းတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာဟာမြန်မာအရေးထက်ယူကရိန်းအရေးမှသာအာရုံစိုက်နေတာကြောင့်အာဆီယံအနေနဲ့ပုံမိုဆိုးရွားတဲ့မြန်မာအရေးကိုဥဆောင်ဖြည့်ရှင်ပေးဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်အုပ်စုကမြန်မာပြည်သူလူထုပေါ်အကြမ်းဖက်မှုတွေတိုးမြင့်ကျူးလွန်လာမှုနဲ့ဆက်လျင်းပြီးနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်တည်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။မလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုအောက်ကနေအာဆီယံအနေနဲ့လူအခွင့်အရေးနဲ့ဒေသတွင်လုံခြုံရေးပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်ဆောင်ထိန်ဖို့လိုအပ်တာကြောင့်မြန်မာအရေးမှာဦးဆောင်ဖို့
တိုက်တွန်းတောင်းဆိုလိုက်ပါတယ်နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေကယူကရိန်းအရေးမှသာဆက်ရှိနေပြီးအာဆီယံအနေနဲ့မြန်မာနိုင်ငံရှိပုံမိုဆိုးရွာလာတဲ့အကြက်တဲကိုဦးဆောင်ပြီးကိုင်တွယ်ဖြည့်ရှင်းနိုင်မဲ့အရေးပါတဲ့အခွင့်အလမ်းတရရှိရလို့ဆိုပါတယ်အာဆီယံပြည်ညင်စာရန်ကပြရထားတဲ့လုပ်ပိုင်ခွင့်တွေအရအာဆီယံကရှေ့ရှေ့တည်တတ်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပံ့ပိုးကူညီဖို့အတွက်အထိပ္ပယ်ပြေဝတဲ့အရေးယူဆောင်ရွက်မှုတွေကိုလှုံ့ဆော်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ရှိဘုံကြီးကျောင်းကိုမကြာသေးမီကစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပါအဝင်နိုင်ငံတော်စည်ရေးတိုက်ခိုက်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကပုံမိုဆိုးရွားလာပြီးအယက်သားပြည်သူတွေကဆိုးရွားပြင်းထန်စွာခံစားနေရတယ်လို့ဆိုပါတယ်။ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့ထိမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရအကြမ်းဖက်ဆဲအုပ်စုကအယက်သားပြည်သူဆိုင်ရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ကြိမ်တိုက်ခိုက်ခဲ့ပြီးကလေးတငယ်ပေါင်း390ကျော်တည်ဆုံခဲ့ပါတယ်။အာဆီယံဖွဲ့အနေနဲ့အခုချိန်မှာဘုံသဘောတူညီချက်9ရက်ကိုကျော်လွန်ကမြန်မာပြည်သူလူထုရဲ့ဆန္ဒတွေနဲ့ကိုင်ညီရဲ့မြန်မာပိုင်းမြန်မာဦးဆောင်တဲ့လုပ်ငန်းစဉ်တရက်ကိုပံ့ပိုးကူညီပေးနိုင်ဖို့တိကျပြတ်သားတဲ့ဆောင်ရွက်ချက်တွေချမှတ်ဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေရှိနေရလို့သိရပါပြည်သူတအုပ်ချင်းစီရဲ့တရားမျှတမှုငြိမ်းချမ်းမှုနဲ့ဂုဏ်သိက္ခာတို့ကိုပြန်လည်ဖော်ဆောင်ပေးနိုင်မယ့်ဆောင်ရွက်ချက်တွေကိုပြတ်ပြတ်သားသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်း NUG နိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လျက်ရှိတဲ့ပဋိပက္ခနဲ့မြန်မာပြည်သူလူထုအပေါ်ဆက်လက်ကျူးလွန်နေတဲ့စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့အတွက်အာဆီယံအနေနဲ့ရဲရင်ပြီးထိရောက်တဲ့ဆောင်ရွက်ချက်တွေကိုချမှတ်ဆောင်ရွက်ခြင်းဖြင့်မြန်မာအရေးကိုကူညီသင့်ပြီလို့တိုက်တွန်းတောင်းဆိုလိုက်ပါတယ်